အားလုံးကိုမင်္ဂလာပါလို့ရှေးစွာနှုတ်ဆက်ပါတယ်နိုင်ငံရေးကောင်းဖို့နဲ့အာဏာတည်မြဲဖို့ထာဝရဘုရားကိုချီးမြှောက်ဆိုတဲ့ကောင်းစင်လေးနဲ့အလင်းပေးချင်ပါတယ်လောကမှာကျွန်တော်တို့အသက်ရှင်နေတော့မှာတော့လောကနိုင်ငံနဲ့မကင်းလွတ်နိုင်တဲ့သူတွေဖြစ်ပါတယ်အဲ့ဒီချိန်မှာလောကအတွက်အသက်ရှင်မဲ့သူမဟုတ်ဘူးလောကမှာအသက်ရှင်တဲ့ခိုက်တဲ့လေးမှာကျွန်တော်တို့ရှိနေတဲ့နိုင်ငံလေးကကောင်းစားဖို့အရေးကြီးပါတယ်နိုင်ငံတနိုင်ငံမကောင်းရင်တနိုင်ငံသားလုံးအားလုံးအခက်ခဲကြုံရပါတယ်နိုင်ငံတနိုင်ငံကောင်းစားလာပြီဆိုရင်လေတနိုင်ငံသားလုံးကကောင်းစားနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာဒီလောကနိုင်ငံဟာလေဖျားလက်တော်ထဲမှာရှိတယ်ဆိုဖျားချီးမြှောက်မှသာလျှင်လောကနိုင်ငံကလည်းကောင်းစားမယ်ဆိုတာကိုကျွန်တော်မမေ့ဖို့ရည်ကြီးပါတယ်ဒီလိုလူတွေဟာကောင်းစားတဲ့အချိန်မှာဖျားကိုမိမိပျောက်ပျောက်ဖြစ်သွားတတ်ကြပါတယ်အဲ့ဒီထဲမှာကောင်းစားလာတဲ့အချိန်မှာဖျားကိုမေ့သွားတဲ့ပုဂ္ဂိုလ်တစ်ပါးရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့နေပုခဏနေစာဖြစ်တယ်တိုင်လအခန်းကြီး၄မှာကျွန်တော်တွေ့ရပါတယ်အပိုင်းငယ်28မှာ29 33နဲ့နှစ်ထိစက်ကြည့်ရင်ပါတွေ့လေဆိုနေပုခဏနေစာဟာအဲ့ဒီဘာဗလုန်တိုင်းပြည်မှာရှိတဲ့နန်းတော်ထဲမှာသူစင်ကြသွားတဲ့အချိန်မှာဘာဗလုန်မြို့ကြီးကိုကြည့်ပြီးခမှသူ့ဟာသူပဝမြစ်လာသူ့ဟာသူစိတ်ကြီးဝင်လာတာဖြစ်တယ်ဤမြို့ကငါနိုင်ငံတရားငါရွှေဘုံတော်ကိုချီးမြှောက်ဖို့ရာငါတကူအာနုဘောအဖြစ်ငါတီလို့တော့ပါပလုံမြို့ကြီးမဟုတ်လောဆိုခမှာစိတ်ကြီးဝင်လာတာဖြစ်တယ်မာနတွေတက်လာတယ်အဲ့ဒီချိန်မှာထာဝရဘုရားစီကနေအတန်တော်လာတာကပါလဲဆိုအိုနေပုခဏိစာမင်းဂျီနာထောင်ပါနိုင်ငံတော်သည်တင့်လက်မှရွေ့သွားပြီတင့်ကိုလူစုထဲကထင်ထုံ၍မြေတိရစ္ဆာန်နှင့်အတူနေရာချထားလိမ့်မည်အမျက်ဆုံးသောထာဝရဘုရားသည်လောကီနိုင်ငံကိုအိုဆို၍ပေးလိုသောသူအားလည်းပေးတော်မူကြောင်းကိုမြင်ကြည့်မတိမမှတ်မီကာလခွန်ဟစ်ပတ်လုံးနွားကဲ့သို့မျက်ကိုစားလဲနေရမည်ဆိုတော့ဘုရားကသူ့ကိုပြောလိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားကိုမိပျောက်ဖြစ်သွားရင်ကျွန်တော်နိုင်ငံကကြာတယ်ဘုရားကိုအိုးထိတ်မထားတဲ့နိုင်ငံဟာဘေတော်မှာအိုးထိတ်မထားတဲ့ဘေအဖွဲ့အစည်းမဆိုရင်ရှိမတည်တတ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားကိုအိုးထိတ်ထားဖို့ရည်ကြီးနိုင်ငံသူနိုင်ငံသားတိုင်းကပုဂ္ဂိုလ်ရေးကိုပဲအားကိုးဖို့မဟုတ်ပါဘူးအဖွဲ့အစည်းတစ်ခုပဲအားကိုးဖို့မဟုတ်ဘဲနဲ့ကိုးစားဖို့မဟုတ်ဘဲနဲ့ဘုရားသခင်ကိုကိုးစားဖို့ဘုရားသခင်ကိုချီးမြှောက်ဖို့ဖြစ်တယ်138ခုမြောက်သောစာလံအပိုင်ငယ်8 9မှာပါတွေ့တယ်လေထာဝရဘုရား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်းထာဝရဘုရား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်းနာမတော်ပုံကြည်ပါစေဒါကြောင့်မလို့ကျွန်တော်တို့ကထာဝရဘုရားစီမံခိုလုံဖို့ရည်ကြီးတယ်လူကိုကိုးစားဖို့မဟုတ်ဘူးမင်းကိုကိုးစားဖို့မဟုတ်ဘူးတမတာတွေကိုကိုးစားဖို့မဟုတ်ဘူးထာဝရဘုရားကိုကိုးစားရပါထာဝရဘုရားစီကိုပဲခိုလုံရမှာဖြစ်တယ်ကိုချီးမြှောက်ဖို့ခမှာကိုးစားမိတဲ့နေပုခဏနေစာဟာဘုရားပြောတဲ့အတိုင်းပဲအဲ့ဒီချင်းကစာပြီးခွန်ဟစ်ပတ်လို့တရိษံကဲ့သို့ခွန်ဟစ်ပတ်လို့နေပူမိုးရွာမြက်ကိုစားရတယ်အပိုင်းရ34မှာကျင်အချိန်ကာလဆေးလာတဲ့အချိန်မှာနေပုခဏနေစာဟာကောင်းကင်ကိုမျှောကြည့်ပြီးနှောင်တရခမှာတရိပြန်လေလာတယ်တရိပြန်လေလာတဲ့အချိန်မှာသူပါပြောတယ်လေဆိုအမြင့်ဆုံးသောဘုရားကိုကောင်းချီးပေးပြီထာဝရဘုရားအသက်ရှင်တော်မူသောထာဝရဘုရားကိုချီးမွမ်းထောက်နာပြု၏အာနာတော်သည်ထာဝရအာနာဖြစ်၏နိုင်ငံတော်သည်ကပ္ပအဆက်ဆက်ဒီဘုရားခင်အာနာဟာထာဝရအာနာဖြစ်တယ်ဘုရားခင်နိုင်ငံတော်ဟာလည်းဆက်ပြီးတည်တယ်ဘုရားမပါတဲ့နိုင်ငံကဆက်ပြီးမတည်နိုင်ငံကကြာရှုံးတယ်သူကောင်းမြင်သွားတာပါလေ35ပါဆက်ပြောလေမြေကြီးသားအပေါင်းတို့တည်တယ်ရှိတော်၌အပင်မြတ်
မဟုတ်တကယ်တော့ဖြစ်ကြ၏ကောင်းကင်ပူချီတို့၌၎င်းမြေကြီးသားတို့၌၎င်းအလိုရှိသည့်အတိုင်းစီရင်ပြုပြင်တော်မူ၏လက်တော်ကိုအဘယ်သူမျှမစီတတ်နိုင်ဖျားခင်လက်တော်ကိုဘယ်သူမှမစီတတ်နိုင်ဘူးမြေကြီးမှာရှိတဲ့လောကလူတွေလောကီသားတွေပေါ်မှာတော့ကောင်းကင်ပူချီတွေအပေါ်မှာတော့အလိုတော်ရှိတဲ့အတိုင်းစီနဲ့သူကဖျားဖြစ်တယ်ဟာလေလုယာနာမတော်ပုံကြည့်ပါစေဒါကြောင့်မလို့ကျွန်တော်တို့အသက်တာထဲမှာဖယားကိုကိုးစားဖို့အရေးကြီးပါတယ်ဖယားကိုကိုးစားတဲ့အချိန်မှာနောင်တရတဲ့အချိန်မှာသူ့ကိုယ်သူမချင်းမြောက်တော့တဲ့အချိန်မှာဖယားကသူ့အပေါ်မှာဂယုဏတက်ရောက်စေပြီးခမှာသူဟာအကောင်ပကတိပြန်ဖြစ်လာတယ်အဲ့ဒီအချိန်မှာသူပါမွေ့ဆိုတယ်လေဆိုအပိုင်ငယ်36ပါထိုအခါငါစိတ်ပကတိပြန်ဖြစ်၍တဲ့ငါနိုင်ငံဤအတရေဖို့ယမန်ကဲ့သို့တင့်တယ်ချင်းအယောင်အစင်းနှင့်ပြည့်စုံ၍တိုင်ပင်မူတော်မတ်တော်တို့သည်ညီလာခံဝင်ချက်လေငါဤအာနာတည်မြဲ၏ငါပုံအာနုဘောတိလေရက်ခင်ထက်တိုးပွား၏အဲ့လိုစိတ်ပကတိပြန်လေဘုနောင်တနဲ့ပြန်လေတိုးဝင်ချင်းကသွားတဲ့အချိန်မှာသူ့ရဲ့နိုင်ငံတော်ဟာပြန်ပြီးခမအရင်ကလိုပဲပြန်ပြီးခမတင့်တယ်လာတယ်အောင်မြင်လာတယ်ဒါဒီမကဘူးတဲ့သူ့ရဲ့အာဏာဟာလည်းတည်မြဲတယ်သူ့ရဲ့အာဏာဟာလည်းတည်မြဲတယ်လို့ပြောဒါကြောင့်မို့ကျွန်တော်ရဲ့အသက်တာထဲမှာနိုင်ငံတစ်နိုင်ငံကောင်းစားဖို့အာဏာတည်မြဲဖို့ဘယ်လူမှမတတ်နိုင်ဘူးဘယ်အဖွဲ့အစည်းမှမတတ်နိုင်ဘူးတတ်နိုင်တဲ့သူကဖယားဖြစ်ဒါကြောင့်မလို့ကျွန်တော်တို့လိုချင်တဲ့နိုင်ငံတိုးတက်နေတဲ့နိုင်ငံအေးချမ်းတဲ့နိုင်ငံပျော်ရွှင်သာယာတဲ့နိုင်ငံတစ်နိုင်ငံရရှိနိုင်ဖို့ကဘယ်ပုဂ္ဂိုလ်ဘယ်သမတဘယ်ရှင်ဘယ်မှမဆွနိုင်ဘူးဘယ်ပါတီမှမဆွနိုင်ဘူးကျွန်တော်တို့တွေဖယားကိုအိုးထိတ်ထားပြီးဖယားကိုချီးမြှောက်ခြင်းအသက်တာနဲ့ဖယားကိုနေရာပေးပြီးထုတ်ကပတ်တော်နဲ့အသက်ရှင်မှသာလေကျွန်တော်ရဲ့ဆိုးဖြစ်မိုက်ဖြစ်ကျွန်တော်တို့အတ္တနဲ့ရှင်လေတဲ့အရာတွေကိုစွန့်ပစ်ပြီးခမဖယားခင်စီပြန်တိုးဝင်ချင်းကမယ်ဆိုရင်ကျွန်တော်ရဲ့နိုင်ငံဟာကောင်းစားလာမှာဖြစ်တယ်တိုးပွားလာမှာဖြစ်တယ်အောင်မြင်လာမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်တို့နိုင်ငံကောင်းဖို့အတွက်လူကိုအားမကိုးမိပါစေနဲ့အဖွဲ့အစည်းကိုအားမကိုးမိပါစေဖယားခင်ကိုပဲအားကိုးပါဖယားခင်ကိုဖက်တွယ်ကြရအောင်ဖယားခင်စီကိုတောင်းလျှောက်ကြရအောင်ဖယားကပြင်ဆင်ပေးပါလိမ့်မယ်ဖယားကိုသာအားကိုးကြရအောင်ထာဝရဖယားကိုခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဖယား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာထဲမှာနေပုခတ်နေစာအားဖြစ်သင်ခန်းစာယူပြီးခမကျွန်တော်တို့ကလူအဖွဲ့အစည်းတစ်ခုခုပုဂ္ဂိုလ်တူဦးကိုမချင်းမြောက်ပဲနဲ့ဖယားသခင်ကိုချင်းမြောက်ပြီးဖယားသခင်ကိုနေရာပေးပြီးဖယားသခင်ထုတ်ပတ်တွေနဲ့တွာလာမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံဟာဖယားကောင်းကြီးပေးတဲ့နိုင်ငံဖြစ်မယ်ဆိုတာကျွန်တော်ဒီကနေ့တိုက်တွန်းခွန်အားပေးခြင်းနဲ့အရောက်တိုင်းကိုဖယားသခင်ကောင်းကြီးပေးပါစေအာမင်